လားကို24,000ရပါတယ်အားလုံးပဲမြင်လာပါကျွန်တော်အခုမိတ်ဆက်ပေးမယ့်အလုပ်လေးကခါစလိုဗီဇာကိုင်ဆောင်လာပြီးအလုပ်တက်တက်လုပ်ချင်တဲ့သူတွေအတွက်သတင်းကောင်းလေးတစ်ခုဖြစ်ပါတယ်။နေရာကတော့မီရဲခရိုင်နာရခရိုင်မှာရှိပါတယ်။အလုပ်ကတော့စတာကုန်ထုတ်ကုမ္ပဏီတွေမှာပစ္စည်းထုတ်ပိုးပါကင်လုပ်ပေးတဲ့အလုပ်ပါ။လကတော့တနာရီ1400ဆိုတော့တစ်လကို24,000ရပါတယ်။ချိန်ပိုကမရှိဘူးလို့သိထားပေးပါ။ဘာဖြစ်လို့ဆိုတော့တောင်နေပါတယ်ပေါ့နော်။အဆောင်ကတော့3000ဝန်းကျင်လောက်သွားမယ်တယောက်တစ်ခန်းလုံးနဲ့နေရပါမယ်။ N4 အောင်လက်မဲ့ရှိထားတဲ့သူယောက်ျားလေးရောမိန်းကလေးရောရှောက်လို့ရတယ်။6လပိုင်းအစမှာအလုပ်ဝင်နေတဲ့သူအဆင်ပြေတယ်။ချိန်ပြည့်ခါစလိုဗီဇာနိုင်လေးစခိုင်းထားတဲ့ညီတူမဆိုရှောက်လို့ရပါတယ်ဒီအလုပ်လေးကဘယ်လိုလူမျိုးတွေအတွက်အဆင်ပြေလဲဆိုတော့ကိုကအလုပ်ကိုပြင်းပြင်းမှန်မှန်လည်းမလုပ်ချင်ဘူးလမ်းစာလေးကိုလည်းပုံမှန်လောက်လိုချင်တဲ့လူတွေအတွက်ဆိုတော့အဆင်ပြေပါတယ်တစ်လကို24,000ဆိုတဲ့အတွက်ကြောင့်တေတိုရီကတစ်လကို18လောက်ဝန်းကျင်လောက်တော့ချမ်းပါတယ်ပြီးတော့မိန်းကလေးတွေအတွက်ဆိုတော့ပို့ပြီးတော့အထူးတင့်တော်တယ်ဘာဖြစ်လို့ဆိုတော့အလုပ်ကထူးထူးပြင်းပြင်းမှန်မှန်လုပ်စီရတော့မလိုပါဘူးပေါ့နော်အလုပ်ကအရင်တက်တာပါတယ်ပါကင်လေးပဲထုတ်ပိုးယုံမယ်ဆိုတော့လေနော်အဆင်ပြေပါတယ်အဲ့ဒါမို့လို့အသေးသေးသိကျင်တာလေးတွေရှိတယ်ဆိုကျွန်တော် CV မှာလာရောက်ဆုံးဖြတ်မြင်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်